ဘာကြောင့်အားငယ်ရှေ့ဆက်ပါအောင်လူတွေအားလုံးအမမခင်ဘူးလေတခါတည်းမုန်တိုင်းလေတင်းတယောက်ထဲစိတ်တဲ့အားငယ်လေအားပေးတဲ့သူတယောက်တော့ရှိနေတာဝါရင်ဆိုင်အောင်အသင် only အရှုံးမပေးပါနဲ့အောင်မြင်ခြင်းကအသင်ရဲ့အရှိမယုံကြည်သူအာယူရဲ့ရင်အောင်အသင်တယောက်တည်းမဟုတ်ဘူးအသင်ရဲ့ဘေးနာမှာသူမြဲရှိနေတယ်တယောက်တည်းအပေါ်ရေကွာဝေးလို့ကဲတင်သူမရှိလို့စိတ်မပြတ်နဲ့သူဟာဘဝတွင်အမြဲမဲကဲတင်ရှင်ရှိရဲလမ်းပြနေတယ်ရင်ဆိုင်ဖို့အသင် only အရှုံးမပေးပါနဲ့အောင်မြင်ခြင်းကအသင်ရဲ့အရှိမယုံကြည်သူအာယူရဲ့ရင်လို့ရမယ့်ကတိတော်စကားအဘာကြောင့်မလျော်လဲအမြဲတမ်းရှိနေ